အပိုင်စားချက်ဝတ်တန်စာရဲ့စွမ်းအားကဘလောက်တောင်ကြောက်စရာကောင်းလဲဆိုရင်သားရဲတွေထဲမှာအင်အားအကြီးဆုံးဖြစ်တဲ့ဘိုးသားရဲတောင်မှကျွန်တော်ရှေ့မှာဆိုဒူးထောက်အရှုံးပေးရမယ့်အနေထားပါဒါပေမဲ့ဒီလောက်အစွမ်းထက်တဲ့ချက်ဝတ်တန်စာကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာကတော့ဒီနေ့ထိဘယ်သူမှမဖော်ထုတ်နိုင်သေးတဲ့ပဟေးလေးတစ်ခုဖြစ်နေတော့မဲ့အရင်ကယောဂသေးတွေဝတ်ဆင်ကြည့်တဲ့အခါမှာတော့နေရာတင်ပွဲချင်းပြီးတည်ဆုံးသွားခဲ့ကြတယ်ကျမရဲ့အကောင်းကြီးရှိတဲ့သူတွေတောင်မှစက္ကန့်ပိုင်းလောက်ပဲခံပြီးခန္ဓာကိုယ်ထဲကအသက်တက်တွေအကုန်ဆုပ်ယူခြင်းခံလိုက်ရတာအခုချိန်မှာတော့မျိုးဆောင်တက်ကကျွန်တော်ဖေရဲ့ခေါင်းကိုတင်းနဲ့ထောက်ပြီးကျွန်တော်ကိုဒီပိုင်စားချက်ဝတ်တန်စာထဲဝင်ဖို့အတင်းကျပ်ချင်းချောင်းနေပါတယ်အပိုင်စားချက်ဝတ်တန်စာရဲ့ကြောဘက်ကဖြည်းဖြည်းချင်းပွင့်လာပြီးအနီအောင်လင်းနှန်းတစ်ခုဖြာထွက်လာတယ်။အဲ့ဒါကကဘာဦးငရဲပြည်ရဲ့တကားဝကြီးကျွန်တော်အတွက်ပွင့်လာတယ်လို့ပါပဲတကယ်တော့ကျွန်တော်မှလည်းသွေးနီချာနာယောဂရှိနေတာပါဒီလိုအခြေအနေနဲ့အဲ့ဒီချက်ဝတ်တန်စာထဲဝင်ခိုင်းတာကဒေရင်းတဲ့တက်တက်ဆင်းခိုင်းတာနဲ့အတူတူပါပဲဒါပေမဲ့တင်းနဲ့အချိန်ခံထားရတဲ့အဖေကိုကြည့်ပြီးကျွန်တော်ဘာမှတွန်းဆုတ်မနေတော့ပဲအာဇာနေတရားကိုဝတ်စုံစီကိုရှောက်လန်းသွားခဲ့တယ်အတိတ်ကအပြစ်တွေအားလုံးကိုဒီချိန်မှာပဲအခြေလဲပေးဆက်လိုက်ရတယ်လို့မျိုးပေါ့ကျွန်တော်အထဲကိုခြေလန်းလိုက်တဲ့အခိုက်အတန့်မှာပဲတကဘာလုံးပြောင်းလဲသွားတယ်လို့ခန်းစားလိုက်ရတယ်ပြီးတော့ငယ်ငယ်တုန်းကအဖြစ်အပျက်တစ်ခုကမျက်စိထဲဖြတ်ခံနေပေါ်လာတယ်အဲ့ဒီတုန်းကကောင်လေးတယောက်ပဲရှိသေးတယ်ကျွန်တော်ဟာမေယိုသားရဲ့တိုက်ခိုက်ခြင်းကိုခံရပြီးအသက်အန္တရာယ်နဲ့အသေးအတန်ကြုံနေခဲ့ရတာအဲ့ဒီချိန်မှာထူးဆန်းတဲ့လူစိမ်းတစ်ယောက်ကကျွန်တော်အသက်ကိုကယ်တင်ခဲ့ရဲ့သူ့ရဲ့မျက်နှာကပြာလဲနေတဲ့ကျဲစင်မြစ်တစင်းလိုတောက်ပနေပြီးလူတွေကသူ့ကိုအလင်းနဲ့အရေးရဲ့အရှင်သခင်လို့ခေါ်ကြတယ်သူကလက်ဟန်ချေဟန်တစ်ချက်တည်းနဲ့တင်ငယ်ငယ်ကချားကျွန်တော်ကိုသူ့စီရောက်အောင်ဆွဲတင်လိုက်တဲ့သူ့လက်ချောင်းတွေကကျွန်တော်လက်ကိုထိလိုက်တဲ့အခိုက်အတန့်မှာပဲကျွန်တော်ဟာကျဲစုတန်းတွေရဲ့အလင်းနှန်းနဲ့တသားတည်းဖြစ်သွားခဲ့တယ်ကျွန်တော်ခန္ဓာကိုယ်ရဲ့ဆဲတိုင်းထဲမှာနက်ဗျူလာကျဲတခွန်တွေရဲ့စွမ်းအားတွေအရှိန်ဟုန်နဲ့စီးဆင်းသွားပြီးခံစားနေရတဲ့ဝေဒနာတွေအားလုံးချက်ချင်းပျောက်ကွယ်သွားခဲ့တယ်အဲဒီနောက်မှာတော့အလင်းနဲ့အရေးရဲ့အရှင်သခင်ဟာလူကိုယ်တိုင်ပျောက်ကွယ်သွားခဲ့ပေမဲ့ငယ်ငယ်ကကျွန်တော်ကတော့လုံးဝကုန်ပြောင်းလဲသွားခဲ့ပြီးအလင်းနဲ့အရေးရဲ့အရှင်သခင်အစ်တယောက်ထပ်ပြီးမွေးဖွားလာတယ်လို့မျိုးပေါ့ဒါကြောင့်မို့လဲကျွန်တော်အပိုင်စားချက်ဝတ်တန်စာတွေကိုဝင်လိုက်တဲ့အခါမှာမတည်ခဲ့တာဖြစ်လိမ့်မယ်ကျွန်တော်လက်တစ်ချက်ဝေးရမ်းလိုက်ယုံနဲ့တင်မျိုးဆောင်တပ်သားတွေဟာသွေးကွက်တွေအရေးတွေဖြစ်ချက်ချင်းအရေးပြောသွားခဲ့တယ်အခုချိန်မှာတော့ဒီပိုင်စားချက်ဝတ်တန်စာကိုကျွန်တော်စိတ်ကြိုက်အပြည့်အဝထိန်းချုပ်နိုင်သွားပြီခန္ဓာကိုယ်ကမတန်ဆွမ်းမှုတွေအားလုံးမူလအတိုင်းပြန်ကောင်းသွားယုံတယ်မကပဲကျွန်တော်ရဲ့စိတ်ခြေနေကလည်းအရင်ကထက်စပေါင်းများစွာတည်ငြိမ်ရင်ကျသွားခဲ့တယ်ကျွန်တော်ညီမဖြစ်သူကိုအဖေကိုတေချာစောင့်ရှောက်ဖို့မှာကြားခဲ့ပြီးဒါရဲတွေရဲ့အတိုက်အမြုံရှိရာစီကိုတယောက်တည်းရဲရဲဝန့်ဝန့်ချီတက်သွားပါတော့တယ်